ကဲအားလုံးပဲကျွန်တော်ကိုမာရီအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ Lucky Channel တေးလေးရနေပြီးတော့ကျွန်တော်မိတ်ဆွေကျွန်တော်မိသားစုတွေအားလုံးပဲမင်္ဂလာပါလို့ပြန်ကြိုးလိုက်ပါတယ်เนาะမင်္ဂလာရှိသောအချိန်ကတည်းကမှာကျွန်တော်မိသားစုတွေအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးကျမရင်ပြည့်စုံကြပါစေလို့ကျွန်တော်ကိုရင်းရနေပြီးတော့ဥသာတော်မှာစုမကောင်တောင်းပါတယ်ဗျာကဲဒီဗီဒီယိုဖိုင်လေးကသိကြတဲ့အတိုင်းပဲကျွန်တော်စနေနေ့မှာအများနဲ့ပုံမှန်တင်ဆက်ပေးနေကြဖြစ်တဲ့ဦးမကျော်အချုပ်ပေါ့เนาะကျွန်တော်3ရက်အတွင်းဒီဘက်မှာဆိုမှကျွန်တော်ဒါ3ရက်အတွင်းကြာမယ်နော်3ရက်တွင်ဆိုရင်တင်းနာနေဖောင်းရက်ရှိရတဲ့အတွက်ကြောင့်မလို့ကျွန်တော်အင်္ဂါဗုဒ္ဓဘူးကြာကြပတိ14ရက်ကနေ16ရက်နေ့အတွင်းမှာဒီ3ရက်အတွင်းမှာကြောက်ရရန်ကုန်များတယ်ကျွန်တော်မပြောက်ပတ်သည့်အခွေလေးနဲ့မွေးပရိလေးတွေကိုကျွန်တော်ထုံးစံနိုင်လာအောင်မျှဝေပေးတာပါဒါကြောင့်ကိုမအားလုံးပဲဇာတုမေးကနန်းတွေမွေးပရိတွေစိတ်ဝင်စားတယ်နော်မွေးပရိအမြဲတမ်းမွေးထိုးရတာအဆင်ပြေတယ်မွေးပရိအမြဲတမ်းစောင့်နေတဲ့ကိုမတွေနော်မပြောက်ပတ်သည့်တွေကြည့်ပြီးတော့အများနဲ့ငွေထုတ်နေတဲ့ကိုမကြီးအားလုံးပဲဒီဗီဒီယိုဖိုင်လေးကိုမြင်ပြီးတွေ့ပြီးဆိုတော့လည်းနောက်မွေးကနန်းစိတ်ဝင်စားတဲ့လူဆိုရင်အစားအဆုံးလေးကြည့်ပါဒီဗီဒီယိုဖိုင်လေးကကျွန်တော်ကိုမကြီးအတွက်အကျိုးရှိတာလည်းပို့ပြီးအကျိုးရှိပါလိမ့်မယ်နော်ကိုမကြီးအားလုံးပဲဒါကြောင့်ကဲကျွန်တော်ဒါဒီကနန်းလေးမပြောခင်မှာကျွန်တော်အရင်ဆုံးလေးဗျာနော်အရင်ဘက်ကကျွန်တော်ဗနန်ချိန်လေးအောင်မဲခံလိုက်ရလဲဆိုတဲ့အကြောင်းလေးကိုကျွန်တော်ဒါမြောက်ပြင်မယ်ဖင်ကောင်းကျဲမယ်ပေါ့ဗျာနော်ကိုမကြီးအားလုံးပဲဒီကြအတိုင်းပဲကျွန်တော်တင်းနာနေအဖွင့်နေ2 9ဆိုတဲ့ကနန်းလေးကနေပြီးတော့တင်ခွက်စမိလိုက်တာဗိတ်ဆုံးပွဲသိမ်းနေတဲ့အထိ2 8ဆိုတဲ့ကနန်းလေးနဲ့တင်ခွက်လေးနဲ့ပဲပွဲသိမ်းတယ်နော်ဂျားထဲမှာကျွန်တော်တို့ဒါတင်းနာလေးမနှက်ညအင်္ဂါလေးမနှက်ညနဲ့ဗုဒ္ဓဘူးနေ့မနှက်ညပဲလွဲတာနော်လွဲရဆိုရင်တော့တင်းနာလေးမနှက်ညအဆင်ပြေတယ်အင်္ဂါလေးမနှက်ညအဆင်ပြေတယ်ဗုဒ္ဓဘူးနေ့မနှက်ညတစ်ရက်ပဲလွဲတယ်ကျွန်တော်ကြာသာပတိနေ့ညနေတောက်ကြနေညနေကျွန်တော်တို့ဒါ9ရက်မှာဗုဒ္ဓဘူးနေ့တရက်ကလို့ကျန်ရက်တွေအကုန်လုံးပောက်ကွက်ရတယ်ပောက်ကွက်လေးမိတယ်နော်ငွေထုတ်လိုက်ရတယ်ဒါကြောင့်ကိုမကြီးအားလုံးပဲအရင်ဘက်မှာလည်းဟိုရှေ့ဘက်တွေမှာလည်းကျွန်တော်အကောင်းဆုံးလေး9ကြိမ်အဆင်ပြေအောင်လုပ်ပေးခဲ့တယ်ဒီကြံကလေးဘက်မှာ6ကြိမ်ကျွန်တော်ကိုမကြီးအားလုံးပဲနော်ဒီကြံကလေးဘက်မှာ6ကြိမ်လာမပတ်တွေမှာလည်းကျွန်တော်ကိုမာရီအချိန်များများလေးနဲ့ထိထိမိမိလေးထိုးပြီးငွေထုတ်လို့ရအောင်လို့ကျွန်တော်ကဗီဒီယိုဖိုင်လေးတွေ live show လေးတွေကိုကျွန်တော်ပုံမှန်လွှင့်ပေးဖို့ရှိတယ်ဒါကြောင့်ကိုမာရီအားလုံးပဲကျွန်တော် live show လေးကိုခုမှမြင်ဘူးတာတွေ့ဘူးတာဆိုရင်အမားမှန်လက်ခံပြီးအားပေးခြင်းနဲ့ဆိုရင် channel ကို subscribe မဖြစ်မနေနှိပ်ပေးပါကျွန်တော်ဟိုဘက် channel အကောက်ကြီးမှာတော့လာမပတ်ကြံကျွန်တော်ဗီဒီယိုဖိုင်လေးပြန်တင်ပေးပါမယ် live show ကျွန်တော်လွှင့်ခြင်းမှာလည်းလွှင့်ပေးပါဆိုတော့ကျွန်တော်အကောက်ကကျွန်တော်ဒါထိထားတဲ့အတွက်ကြောင့်မလို့ live show နောက်တစ်ခါလွှင့်တဲ့အခါကျရင်အကောက်တာထွက်သွားမှာဆိုလို့ဗျာကျွန်တော်လည်းကြောက်လို့ဗျာအကောက်မရှိတော့မှကြောက်လို့ကျွန်တော်ဒါဗီဒီယိုဖိုင်လေးပဲပြန်တင်မယ်ဒီအကောက်မှာတော့ကျွန်တော် live show ပုံမှန်လွှင့်ပါမယ်နော် live show ကဘယ်ချိန်လွှင့်လဲကျွန်တော်ကိုမှတေးရတဲ့အတိုင်းပဲနေခင်းဆို12:40ပုံမှန်လွှင့်မယ်ညနေဆိုကျွန်တော်6:00 နာရီ sorry ပါညနေဆို9:00 နာရီ9:00 နာရီ live show ရှိမယ်ကျွန်တော်ဒါနေခင်းဆိုရင်12:40ကနန်းထွက်ပြီး12:40ဆိုတာကျွန်တော် live show စီပါမယ်ဒီ channel အသေးလေးကိုပဲဦးစားပေးကြည့်ပေးပါဒီ channel အသေးလေးကိုပဲအဓိက subscribe လုပ်ပါအကုန်မရအောင်လို့နော်ကဲကျွန်တော်စကားလေးပေးရှည်ရတယ်ကျွန်တော်ကဏ္ဍလေးပြောကြမယ်ကဏ္ဍလေးပြောခင်မှာကျွန်တော်ကမအားလုံးမှာမပြောက်ပတ်သေးရရင်ပြောမယ်နော်14ရက်ကနေ15 16 3ရက်တွေမှာကြောက်ရရကလုံးများတယ်ကြောက်ဖို့အားကောင်းတယ်ဆိုတော့ကျွန်တော်တို့ဒါ3ရက်အချုပ်ကလေးဖြစ်ပါတယ်နော်3ရက်တစ်ပတ်စာအချုပ်ကလေးမပြောက်ပတ်သေးလေးရင်ပြောပေးမယ်မပြောက်ပတ်သေးဒီခွန်3ညနှစ်နော်ခွန်3ညနှစ်ဒီမပြောက်ပတ်သေးပါဒါကျွန်တော်ပြောက်ပတ်သေးပြောပြရနော်ခွန်ပတ်သေး3ညပတ်သေး2ပတ်သေးဒီဒါ3ရက်အတွင်းကြောက်ရရကလုံးများတယ်ကြောက်ကြမယ်မပြောက်ပတ်သေးလေးပါနော်ခွန်ပတ်သေး3ညပတ်သေး2ပတ်သေးမပြောက်ပတ်သေးနော်ကဲလာပြီးမွေးပရိလာမယ်နော်မွေးပရိလေးအရင်ဘက်ကတပတ်စာအချုပ်အကုန်လုံးထွက်သွားတယ်နော်ဗရိတ်ကျွန်တော်တို့အခွေမပြောက်ပတ်ဒီအကုန်ထွက်တယ်နော်မိသားစုနေအားလုံးပဲဒါဒီနောက်ဘက်မှာလည်းကျွန်တော်ကမှဒီကျွန်တော်တို့ဒါတပတ်စာအချုပ်လေးရပဲကြည့်ပြီးတော့ငွေထုတ်နိုင်အောင်လို့ကျွန်တော်ကမျက်နှာစေစနာနဲ့တင်ပေးတာဖြစ်ပါတယ်နော်အကုန်ပိုင်းအားလုံးပဲမွေးပရိလေးဒီ၄ပရိ၅ပရိမွေးပါမွေးပရိလေးဒီ၄ပရိ၅ပရိမွေးပါမပြောက်ပတ်ဒီခွန်3ညနဲ့မပြောက်ပတ်ဒီမွေးပရိဒီ၄ပရိ၅ပရိပါ၄ပရိ၅ပရိမွေးမယ်ခွန်3ညနှစ်ကမပြောက်ပတ်ဒီပါကိုမရအောင်မယ်နော်ခွန်3ညနှစ်ကမပြောပတ်သည်မွေးပရိတ်က၄ပရိတ်၅ပရိတ်လာပြီးထူးရှက်ခွေလေးနော်ထူးရှက်ခွေလေးမပြောရင်မှကျွန်တော်ကိုမရအောင်မယ်နော်ဒါကျွန်တော်အပတ်တိုင်းမှာမွေးအပတ်တိုင်းမှာရနေတဲ့ကျွန်တော်ဇာတိုးဖွဲ့ရင်ခွန်မယ်အကြောင်းလေးလည်းပြောဦးမယ်နော်ဒီအကြောင်းလေးကျွန်တော်ကိုမရအောင်မယ်နော်ဇာကတိုးမွေးကျွန်တော်ပတ်တိလုံးကို3ရက်အတွင်းပိုင်ပိုင်နိုင်ထိထိမီမွေးခြင်းတဲ့ကိုမတွေကကျွန်တော်ရှိမှာကန်ဆာကြီး1000နဲ့အဖွဲလာအောင်လို့ရပါပြီလာပြီးကန်ဆက်လို့ရပါပြီနော်ဒါကျွန်တော်အပတ်တိုင်းမှာမွေးပရမ်းရထွက်တယ်အရင်ဘက်ကဆိုလို့ကျွန်တော်တို့ဒါငါအစိုးရထုတ်သွားလို့ခွန်ထက်ပြီးတော့ခွန်လည်းထက်ကြတာပဲเนาะကျွန်တော်ရင်မမှာဆို2ကြိမ်ရတယ်ပထမတစ်ကြိမ်ကကျွန်တော်တို့အဖော်ဝင်ချင်းနဲ့ခေါ်ပြီးနောက်တစ်ကြိမ်မှာကျွန်တော်ကိုမိုက်အတွက်မြတ်တာစေတနာနဲ့ကျွန်တော်အလကားချပြီးတဲ့ခွန်လေးနဲ့ဆက်ထွက်သွားတယ်ဒါကြောင့်နောက်ဘက်မှာအရင်ဘက်ကကျွန်တော်အဖော်ဝင်ကိုမိုက်အားလုံးငွေ2ခါထုတ်လိုက်ရတယ်နေတဲ့ကိုမိုက်တွေကတော့เนาะကျွန်တော်ကိုမိုက်ပြောနေစရာအောင်မလို့တော့ဘူးเนาะအဖွင့်နေ့မှာတင်ကွက်နဲ့မိပြီးတော့အပိတ်နေ့မှာတင်ကွက်နဲ့ပဲပွဲသိမ်းသွားတာဘယ်တော့မင်္ဂလာရှိလိုက်လေဒီပတ်လေးကเนาะဒါကြောင့်ကိုမိုက်အားလုံးပဲလမ်းဘက်မှာလည်းကျွန်တော်မွေးကနန်းလေးထပ်ပြီးထုတ်ပေးပါမယ်เนาะမွေးကနန်းထပ်ထုတ်ပေးမှဒါတပတ်စာအချုပ်မတူဘူးเนาะတပတ်စာအချုပ်ကကနန်းများမယ်မွေးကနန်းကကျွန်တော်တို့ပတ်တိလုံးနဲ့မိန်းနှစ်ကွက်နော်မွေးကနကပတ်တိလုံးနဲ့မိန်းနဲ့ကွာဒါတပတ်စာအချုပ်မတူဘူးဒါတပတ်စာအချုပ်ကကျွန်တော်ကိုမရီတော့ကျွန်တော်ကမြေတားလက်ဆောင်ကျွန်တော်တင်ပေးတာတပတ်စာအချုပ်ကမြေတားလက်ဆောင်တင်ပေးတာမွေးကနက3ရက်မွေးရမယ်ကျွန်တော်တို့အင်္ဂါတင်းနာနေဖောင်းရက်ရှိမယ်ဆိုတော့ကျွန်တော်အင်္ဂါဘော်တဘူးကြာတာပြီ3ရက်အတွင်းမှာကြောက်ကြမယ်ဆိုတော့ပတ်တိလုံးနဲ့ကနန်းနှစ်ကွက်ကိုတိတိမီမွေးခြင်းတဲ့ကိုမရီ3ရက်အတွင်းငွေစောစောထုတ်ခြင်းတဲ့ကိုမရီတို့ကကျွန်တော်ရှိမှာကန်ဆာကြီး1000နဲ့အဖွဲလာဝင်လို့ရပါပြီနော်ဒါကြောင့်ကိုမရီအားလုံးပဲ3ရက်ဆိုရင်ကနန်းတွေကအစိုးရအများနဲ့ထွက်တယ်
တင်းနာနေအင်္ဂါနေအဲ့နေရာမှာအများဆုံးထွက်ပါတယ်ဒါကြောင့်ကိုမကြီးအားလုံးပဲတော့ကျွန်တော်အဖွဲ့ရင်ကိုမကြီးအဓိကပြောပြမယ်အဖွဲ့ရင်သူမကြီးအားလုံးပဲဇာတုံးဝေးပေးရဆိုရင်ကျွန်တော်ပေးတဲ့ပွဲရနေလိုက်ပေးပါနော်တချို့ကိုမကြီးဒီနေ့ကစောသေးလို့မလိုက်တာလို့နောက်နေ့ကနောက်ကြလို့မလိုက်တာလို့အဲ့လိုမျိုးမဖြစ်ပါစေနဲ့နော်ဟိုနေ့ကကျွန်တော်တို့ဒါဇာတုကနန်းထွက်တာတော့မှအဖွဲလဲဝင်ထားသေးတဲ့သားနဲ့ကနန်းမပေါက်တာရှိသေးတယ်ကျွန်တော်ကဒီပွဲကနေစပြီးမွေးပါဆိုပွဲကနေစပြီးမွေးပြီဇာတုမွေးရမှာဇာတုမွေးရဆိုကျွန်တော်ကမှသိရနော်1000မူမွေးနောက်နေ့ကျ2000မူအဲ့လိုမျိုးမွေးခိုင်းတာကျွန်တော်ကဒါကြောင့်တပွဲချင်းဒီတေချာလေးအောင်ဆိုင်ပြီးမွေးပေးပါတချို့တွေဇာတုကနန်းအစောကြီးကြာသွားလို့မပေါက်လိုက်ဘူးဆိုပြီးလာပြောနေတဲ့လူတွေရှိတယ်ကျွန်တော်ကဒီပွဲကနေပြီးဦးစားပေးမွေးပါလို့ကျွန်တော်ကမှကျွန်တော်ပြောခဲ့တယ်နော်ဘယ်ပွဲလေးကဦးစားပေးမွေးမယ်ဗနေရက်ထိမွေးရမယ်အဓိကကြားဖို့ရန်ကုန်များတယ်ကြားနိုင်ခြင်းအများဆုံးအများနဲ့ကြားနေကြက2ရက်အတွင်းအကြအများဆုံးပဲဒါကြောင့်2ရက်အတွင်းကိုဦးစားပေးဆော့မယ်လေအကူမရအားလုံးပဲနော်ဒါတော့မှကိုရိုင်းရလဲကန်ဆာကြီးတောင်းနဲ့အဖွဲလဲဝင်ထားသေးတယ်ဇာတုကနန်းထွက်သွားတဲ့ခါကျတော့လေမောင်လေးရဲစောသေးလို့သိတယ်မလားအစောကြီးမလို့မထိုးမိလိုက်ဘူးနောက်ထပ်ပတ်တိတစ်လုံးထပ်ပြီးပါဆိုတော့ကျွန်တော်ဘယ်လိုပြောရမလဲမဟုတ်ပတ်တိတစ်လုံးကတော့ထပ်ထုတ်ပြီးတယ်ကျွန်တော်အကူမတွေမပြောလဲကျွန်တော်ကထုတ်ပြီးမှာနော်အစောကြီးကြာသွားတဲ့အတွက်ကြောင့်မလို့နောက်ထပ်ငွေထပ်ထုတ်လို့ရအောင်ကျွန်တော်ပတ်တိနောက်တစ်လုံးထပ်ထုတ်ပြီးမှာနော်အပတ်တိုင်းအစောကြီးကြာအပတ်တိုင်းနောက်တစ်လုံးထပ်ထုတ်ပြီးတယ်နော်ကျွန်တော်ကပြောစီရမလို့ဒါပေမဲ့တပွဲချင်းနေတိုင်းနော်ကိုကကျွန်တော်ပြောတဲ့ကဏ္ဍလေးကပါတဲ့အချိန်တိုင်းမှာကျွန်တော်ကူမတွေကလည်းမလွတ်စေနဲ့ပောက်ပါစေနော်တချို့ကူမတွေအကွက်ပါတော့မှမထိုးလိုက်ရတာတို့တဲ့မကြည့်လိုက်မိလို့မရလိုက်တာမျိုးဖြစ်နေတယ်အဲ့လိုမျိုးမဖြစ်ပါစေနဲ့အကူမရအားလုံးပဲကျွန်တော်ကရားစေရင်ပောက်စေရင်လို့ကျွန်တော်ပြောပေးတာနော်ကူမရအားလုံးပဲကဲဒါကြောင့်ကူမရအားလုံးပဲလာဘက်နော်ပေးရလုံးမှာကျွန်တော်တို့အင်္ဂါဗုဒ္ဓဝိကြာသာပလေး3ရက်မွေးရမယ်ကျွန်တော်တို့ကပတ်တိလုံးနဲ့မင်းတို့ကကိုကျွန်တော်ရှိမှာကန်ဆာကြီးတစ်လောင်းနဲ့အဖွဲလာဝင်လို့ရပါပြီဖုန်းနံပါတ်ဒီ399434ခွန်တိ939လေးနေပါနော်အကြောင်းမျိုးရောက်ရှုံးနေတယ်ဒီလေးရှုံးနေတယ်မောင်လေးရှုံးနေဆိုတော့ကိုမကြီးတို့ကျွန်တော်ဘက်ကရေရာသေးကြတဲ့ပတ်တိလေးနော်ကျွန်တော်ကိုမကြီး3ရက်အတွင်းတိမိမိထိုးရမယ်တိမိမိပတ်ရမယ်ဆိုတော့ဇာတုပတ်တိလုံးကိုကျွန်တော်ရှိရာကန်ဆာကြီးတစ်တောင်းအားလုံးတက်တဲ့ကြီးလေးနဲ့ကျွန်တော်ခေါ်ထားပါတယ်ကန်ဆာကြီးတစ်တောင်းချက်ပါလွှဲရမယ့်ဖုန်းနံပါတ်လေးဝင်ရမယ့်ဖုန်းနံပါတ်လေးကငွေကြိုလို့ကြလုံးဝမလုံးနော်ဖုန်းလေးရင်ဆက်ပေးပါဖုန်းနံပါတ်399434ခွန်တိ939လေးနဲ့ဆိုရယ်ဖုန်းနံပါတ်လေးကိုဒါရဲဆွတ်တယ်ပါဘိုင်ဘာကလည်းဟန်းလို့ရပါနော်ကိုမရအောင်မယ်ဒါကြောင့်တပတ်စာချုပ်လေးကြံသေးရနော်အထူးချက်ကိုလေးကြံအောင်မယ်အထူးချက်ကိုလေးယူသွားပါအောင်ကိုမရအောင်မယ်နော်အထူးချက်ကိုလေးနားထောင်သွားပါအောင်နော်တပတ်စာချုပ်လေးကြံအောင်မယ်တပတ်စာချုပ်ကျွန်တော်ဘိုင်ဘာမတင်သေးဘူးနော် channel မှာပဲလာကြည့်ပါ channel ကျွန်တော် view လေးများအောင်လို့ channel မှာကြည့်ပေးပါနော်ကျွန်တော်ဒီ channel ဒီ video file ထဲမှာဝင်ကြည့်ပေးပါကိုမရအောင်မယ်နော်ဒါကျွန်တော်မပြောက်ပတ်တီးကနော်ခွန်တုံညာနဲ့မပြောက်ပတ်သည်မွေးပရိတ်က4ပရိတ်5ပရိတ်နော်ထူးချက်ကိုလေးကြအောင်မယ်နော်ကိုမအဖွဲဝင်နေတဲ့ကိုမကြီးကဆက်သွယ်ရမယ့်ဖုန်းနံပါတ်က399434ခွန်တိ939လေးပါကျွန်တော်ဒီ video file လေးရဲ့ comment မှာကျွန်တော်ဖုန်းနံပါတ်လေးပေးထောက်ပေးပါမယ်နော်အဖွဲဝင်ကြီးကန်ဆာကြီးနဲ့အရင်လည်းမတိုက်တွန်းညူယုံကြည်မှလာတွဲပါကျွန်တော်ကိုမအားလုံးပဲအပတ်တိုင်းမှာတော့အများနဲ့မွေးရဲထွက်နေကြအများနဲ့အစီအမနေကြအများနဲ့ရနေကြပဲနော်ကျွန်တော်ဘက်ကမှန်ပါတယ်ထွက်ပါလို့ကျွန်တော်ထက်ကလည်းမပြောချင်ဘူးကိုဘက်ကယုံကြည်မှုရှိမှကျွန်တော်လက်တွဲခြင်းနဲ့ဆန္ဒရှိမှကန်ဆာခြင်းနဲ့ဆန္ဒရှိမှကျွန်တော်ယုံကြည်ပါကျွန်တော်လက်လာတွဲပါနော်ကန်ဆာကြီးကတော့အားလုံးသိတဲ့အတိုင်းတက်နေတဲ့ကြီးလေးပဲကျွန်တော်ခေါ်ထားတယ်1000ချက်ပါနော်ကိုမအားလုံးပဲယုံကြည်မှုနဲ့လက်တွဲမယ်ကျွန်တော်ကိုမတွေကရေရာသေးကြတဲ့ကဏ္ဍလေးကိုကျွန်တော်ကိုမတို့ကျွန်တော်ထုတ်ပေးမယ်ကျွန်တော်ကိုမတွေဘက်ကယုံကြည်မှုလေးနဲ့မွေးမယ်ယုံကြည်မှုလေးနဲ့စော့မယ်เนาะဒီကတော့ယုံကြည်မှုပါပဲเนาะကျွန်တော်ကိုမတွေဒါအပတ်တိုင်းမှာလည်းထွက်နေကြကျွန်တော်ထွေထူးမပြောတော့ဘူးเนาะကျွန်တော်ကဏ္ဍတွေကဘလို့အစီအမင်းလဲဆိုကျွန်တော်ထွေထူးမပြောတော့ဘူးဒါကြောင့်ကိုဘက်ကယုံကြည်မှုရှိမှကိုဘက်ကလက်တွဲခြင်းနဲ့ဆန္ဒရှိမှကျွန်တော်ရှိမှအဖွဲလာဝင်ပါเนาะကဲလာပြီကျွန်တော်မွေးပရိတ်လေးเนาะမွေးပရိတ်က4ပရိတ်5ပရိတ်မွေးမယ်မပြောက်ပတ်တီးကခွန်3ညနှစ်မပြောက်ပတ်တီးအခွေလေးကခွန်3ည3နှစ်เนาะခွန်3ည3နှစ်အခွေပါเนาะထူးရှက်အခွေလေးကခွန်3ည3နှစ်တပတ်စာအချုပ်ဆိုပေမဲ့ကျွန်တော်ပြောတဲ့14 15 16ဒီ3ရက်အတွင်းမှာကြားမဲ့မွေးကနန်းလေးတွေမွေးပရိတ်လေးတွေဖြစ်ပါတယ်နော်ဒီကနန်းတွေကများလို့ကျွန်တော်ရှင်မှာပတ်တီတစ်လုံးနဲ့ကနန်းတော့ကောက်ကိုပိုင်နိုင်မွေးကျင်တယ်ဆိုရင်တော့ကန်ဆာကြီးတစ်တောင်းနဲ့ကျွန်တော်ရှင်မှာအဖွဲလာဝင်လို့ရပါပြီအဖွဲဝင်တဲ့ဖုန်းနံပါတ်လေးက399434ခွန်တိ939နဲ့ပါဒီဖုန်းနံပါတ်လေးကိုတိုက်ရိုက်ဆက်သွယ်လို့ရတယ်လို့ Viber ကလည်း high လို့ရပါတယ်ငွေကြိုလွှဲစရာလုံးဝမလိုဘူးဖုန်းလေးရင်ဆက်ပေးပါပြီးမှငွေလွှဲပါကိုမိုက်အားလုံးပဲနော်ကဲတော့ဒီဘက်စာချုပ်လေးနော်မပြောက်ပတ်တီးကခွန်3ညနှစ်မပြောက်ပတ်တီးမွေးပရိတ်က4ပရိတ်5ပရိတ်မွေးပါနော်အခွေလေးကခွန်3ည3နှစ်အခွေပါနော်အကိုမိုက်အားလုံးပဲခွန်3ည3နှစ်အခွေနော်ကျွန်တော်ပြောတဲ့အချိန်မှာကဏ္ဍလေးတွေကြာမှတ်ထားပေးမယ်ထွက်သွားတော့မှကျွန်တော်ကိုမိုက်ပါလို့လားမဖြစ်ပါစေနဲ့နော်မသိလိုက်လို့မပါတာတို့ဒီ view file ကြည့်ရတဲ့နဲ့ကဏ္ဍမရှင်းလို့မသိလိုက်တာတော့မဖြစ်ပါစေနဲ့နော်ခွန်3ညနှစ်ကအခွေမယ်ခွန်3ည3နှစ်ကခွေမယ်ခွန်3ညနှစ်ကမပြောက်ပတ်တီးမွေးပရိတ်က4ပရိတ်5ပရိတ်မွေးကိုမိုက်အားလုံးပဲ3ရက်အတွင်းနော်3ရက်အတွင်းမှာပိတ်ရက်အလုံးမှာမွေးပါကိုမိုက်အားလုံးပဲเนาะဒါကကဏ္ဍများလို့အကွက်များလို့เนาะပတ်တီတစ်လုံးနဲ့အကွက်နှစ်ကွက်ပဲမွေးကျင်တယ်ဆိုတော့ကျွန်တော်ရှိမှာအဖွဲလာဝင်မှာအဖွဲဝင်ကြီးအားလုံးတီးတဲ့အတိုင်းကန်ဆာကြီး1000ချက်ပါเนาะဆက်သွယ်ရမယ့်ဖုန်းနံပါတ်က399434ခွန်တိ939နဲ့ပါเนาะဘယ်နှကွက်ရမှာလဲဆိုကျွန်တော်ပတ်တီတစ်လုံးနဲ့ကဏ္ဍနှစ်ကွက်ပါပတ်တီမွေးကျင်တဲ့ကိုမတွေအကွက်မွေးကျင်တဲ့ကိုမတွေအဆင်ပြေအောင်လို့ကျွန်တော်ခေါ်ထားပါတယ်เนาะ
နော်အားလုံးပဲကျွန်တော်ကမှ view file လေးလောက်ပါပဲကျွန်တော်မိတ်ဆွေကိုမှအားလုံးပဲစိတ်ချမ်းကိုကြီးကျွန်မပြုစုကြပါစေကျွန်တော်ကိုရင်းနဲ့ကန်ဆက်ပြီးတော့လာမယ့်မှာလည်း share ပေါင်းပြီးများများမိကြပါစေကျွန်တော်ဆုတောင်းနေပဲကျွန်တော် view file လေးဒီမှာရှင်းအောင်ကိုပါအားလုံးပဲ good luck ပါနော်ကျွန်တော်တို့တင်းတင်းကိုနေညနေမှာပြန်တွေ့ကြမယ်အားလုံးပဲဘိုင်းပါ